ကိုကိုပြန်ပေးဆွဲထားတဲ့သူကိုကိုအန်ရရဲ့ပြုနေတဲ့သူကိုမှပြန်ပြီးတန်ရောစဉ်ထင်မိတာဒါမှမဟုတ်အဲ့ဒီလူဘက်ကနေကာကွယ်ပေးခြင်းစိတ်ဖြစ်နေတာမျိုးကိုသင်ကြားမှုရမှာဒါကိုစိတ်ပညာမှာ Stockholm Syndrome လို့ခေါ်ပါတယ်ဒါဟာတကယ်ပဲအချစ်လားဒါမှမဟုတ်အုံနောက်ကဖန်တီးလိုက်တဲ့လှည့်ကွာတစ်ခုလားဒီနေ့ဗီဒီယိုမှာဒါကိုအသေးစိတ်ပြောပြသွားမှာပါဒီနာမည်က1983ခုနှစ်ဆွီဒင်နိုင်ငံစတော့ဟုမ်းမြို့မှာဖြစ်ခဲ့တဲ့ဘန်ဒါးပြတိုင်မှုကနေစတာပါအဲ့ဒီတုန်းကဓားပြလေကဝန်ထမ်း4ယောက်ကို6ရက်ကြာဖမ်းဆီးထားခဲ့ပါတယ်ထူးဆန်းကရဲတွေကသွားခဲ့တဲ့အခါဖမ်းဆီးခံထားရသူတွေကရဲတွေကိုဖျန်တိုက်ခိုက်ပြီးဓားပြတွေဘက်ကနေကာကွယ်ပေးခဲ့ကြပါတယ်တရားခွင်မှာတောင်ဓားပြတွေဘက်ကနေတက်သေးလိုက်ပေးခဲ့ကြလို့ဒီဖြစ်ရက်ကိုအစွဲပြုပြီး Stockholm Syndrome လို့ခေါ်လိုက်တာပါဒါဟာအချစ်ကြောင့်မဟုတ်ပါဘူးတကယ်တော့ဒါဟာ survival mechanism ရှင်သန်မှုစ조사တဲ့နည်းလမ်းတစ်ခုပါအချက်၄ချက်ရှိတယ်အသက်အန္တရာယ်ရှိနေခြင်းကိုယ့်အသက်ကိုသူတို့ကတတ်နိုင်တယ်လို့ခံစားရတဲ့အခါနအပြင်လောကနဲ့အဆက်အသွယ်ပြတ်ခြင်းကိုကသူတို့အပေါ်မှာပဲလုံးလုံးလျားလျားမိခိုနေရတဲ့အခါ၃ဂရုစိုက်မှုအသေးအမွှားလီများအစာကျွေးတာဒါမှမဟုတ်ရိုင်းတဲ့ချိန်မပြုတ်တာမျိုးကိုမြင်တဲ့အခါမှာဦးနောက်ကဒီလူဟာလူကောင်းပဲလို့လွဲမားစွာလက်ခံလိုက်တာပါ၄ကေတင်ရှင်လို့ထင်မြင်ခြင်းကိုတတ်နိုင်ပါလေနဲ့မတက်ပဲခြံထားပြတဲ့အတွက်ကျေးဇူးတင်စီဖြစ်ပေါ်လာတာပါနာမည်ကြီး Money Heist Series တွေက Monica Gastenby ကိုကြည့်ရင်ထိတာပါတယ်သူဟာဓားပြတွေရဲ့ဖန်ဆီးခြင်းကိုခံထားရပေမဲ့နောက်ဆုံးမှာဓားပြthứcတဲ့ Denver နဲ့ချစ်ကြိုက်သွားပြီးအဖွဲ့ထဲတောင်ပါဝင်လာခဲ့ပါတယ်။ဒါကြောင့်ပဲသူ့ရဲ့ code name ကို Stockholm လို့ပေးထားတာပါ။ Money Heist Korea မှာလည်းဒီလိုပုံစံမျိုးကိုပဲမြင်တွေ့ရမှာပါ။ဒါတွေဟာစိတ်လှရှားစရာဇလန်းဆင်ထားတာဖြစ်ပေမဲ့လက်တွေ့ဘဝမှာတော့ဒါဟာအလွန်ကြောက်စရာကောင်းတဲ့စိတ်တိုင်းဟာ trauma တစ်ခုဖြစ်ပါတယ်။ Stockholm Syndrome ဆိုတာအချစ်ဆန်လန်မဟုတ်ပါဘူး။ဒါဟာအလွန်အမဲကြောက်လန့်နေရတဲ့အခြေအနေမှာလူစိတ်ကကိုကာကွယ်ဖို့ကြိုးစားတဲ့နည်းလမ်းတစ်ခုပဲဖြစ်ပါတယ်။တင်ရောဒီလိုဖြစ်ရမျိုးတွေကြားဘူးလား comment မှာပြောပြသွားပါအောင်အခုလိုစိတ်ဝင်စားစရာတွေကိုသိရဖို့ကျွန်တော် channel ကို subscribe သို့မဟုတ် follow လုပ်ထားပေးပါဦး